မိတ်ဆွေတို့ရေမင်္ဂလာပါဘဝမှာအသွေးလေးတစ်ခုကြောင့်ပြောင်းလဲသွားတာရှိတယ်လို့အသွေးလေးတစ်ခုကြောင့်ပျက်စီးသွားတာတွေအများကြီးရှိပါတယ်ဒီကနေ့မှာတော့အသွေးလေးတစ်ခုဟာလူတစ်ယောက်ကိုဘယ်လောက်အတိုင်းအတာထိပြောင်းလဲနိုင်စွမ်းရှိတယ်လဲဆိုတဲ့အကြောင်းကိုဝေမျှချင်ပါတယ်တခါတော့ကမြို့တစ်မြို့ကယထာဘူတာလေးတစ်ခုမှာတောင်းရမ်းနေတဲ့တောင်စားလေးတူရှိပါတယ်သူဟာယထာကနေဆင်းလာတဲ့ခရီးသည်တွေစီကတောင်းရမ်းပြီးတော့အသက်မွေးနေပါတယ်တရက်မှာဥကောင်းစားလာဝတ်ထားပြီးအရက်ရှိရှိနဲ့လူတယောက်လာနေတာကိုသူမြင်လိုက်ပါတယ်ငါသူ့ကိုတောင်းလိုက်မယ်ဆိုရင်သူတော်တော်ရက်ရောလောက်မှာပါလို့သူတွေးတယ်သူဟာထိုသူစီချင်းကပ်ပြီးတောင်းကြည့်တယ်အဲ့ဒီအရက်ရှိလူကြီးကသူ့ကိုစိတ်ကြည့်ပြီးတော့ပြောတယ်မင်းဟာအမြဲတမ်းတခြားလူတွေစီကနေပဲလိုက်တောင်းနေတယ်ဒါပေမဲ့အခြားလူတွေကိုတခုခုပေးဖို့မင်းစဉ်းစားဖူးလားလို့မေးလိုက်တယ်တတောင်းစားလေးကဆရာကြီးကျွန်တော်ကတတောင်းစားတူပါကျွန်တော်အမြဲတမ်းတောင်းနေတာဆိုတာကျွန်တော်မှပေးစရာဘာမှမရှိလို့လေကျွန်တော်ဘယ်လိုနဲ့သူများကိုပေးနိုင်မှာလဲလို့ပြန်ဖြေတယ်အဲ့ဒီခါမှာအရက်ရှည်တဲ့လူကြီးကမင်းဘာမှမပေးနိုင်ရင်မင်းမှာဘာမှတောင်းဆိုပိုင်ခွင့်မရှိဘူးငါဟာစီးပွားရေးသမားဖြစ်တယ်အပေးအယူရှိတဲ့နိယာမကိုပဲငါအယုံကြည်ရှိတယ်ငါကိုပေးဖို့မင်းမှာတခုခုရှိမှပဲငါမင်းကိုတခုခုပြန်ပေးမယ်လို့ပြောပြီးယထာပေါ်တက်သွားခဲ့တယ်တတောင်းစားလေးဟာအဲ့ဒီမှာထိုင်ပြီးအဲ့ဒီလူရဲ့စကားကိုစဉ်းစားနေမိတယ်ဒီစကလုံးတွေဟာသူ့ရဲ့နှလုံးသားကိုခိုက်သွားစေတယ်ငါပိုက်ဆံတိတ်မရတာငါဘာမှပြန်မပေးလို့ဖြစ်မယ်ထင်တယ်ဒါပေမဲ့ငါကတတောင်းစားတူပဲလေအခြားလူကိုငါဘာပြန်ပေးနိုင်မှာတော့ဆိုပြီးသူစဉ်းစားတယ်အချိန်အတော်ကြာလေးနက်စဉ်းစားပြီးတဲ့နောက်မှာသူဆုံးဖြတ်ချက်တစ်ခုချနိုင်ခဲ့တယ်အခုချိန်ကစပြီးငါ့ကိုပိုက်ဆံစွန့်ကြဲတဲ့သူကိုငါတခုခုပြန်ပေးမယ်ဒါပေမဲ့ငါလိုတတောင်းစားတစ်ယောက်ကဘာများပြန်ပေးနိုင်မှာလဲဆိုတဲ့မေးခွန်းကသူ့ကိုနှိပ်စက်နေပြန်တယ်အချိန်2ရက်လောက်ကုန်သွားပေမဲ့သူအဖြေရှာမရခဲ့ဘူး3ရက်မြောက်တဲ့နေ့မှာဘူဒါတစ်ခုမှာသူထိုင်နေတော့အနီးအနားမှာပန်းတွေတအားပွင့်နေတာတတိထားမိလိုက်တယ်ဒါနဲ့သူအကြံတစ်ခုရသွားတယ်ငါ့ကိုပိုက်ဆံပေးတဲ့သူတွေကိုဒီပန်းလေးပြန်ပေးရင်ရောဒီအကြံကိုသူတိတ်တဘောကျသွားတယ်ပြီးတော့ပန်းပွင့်5ပွင့်လောက်ခူးသွားလိုက်တယ်အဲ့ဒီနေ့မှာသူဟာယထာပေါ်မှာလိုက်ပြီးတောင်းရမ်းပါတယ်သူ့ကိုပိုက်ဆံပေးတဲ့သူကိုပန်းလေးတစ်ပွင့်သူပြန်ပေးတယ်လူတွေကလည်းသူ့ရဲ့လှုပ်ရက်လေးကိုသဘောကျကြတယ်ပြီးတော့သူပေးတဲ့ပန်းပွင့်လေးတွေကိုမျက်နှုံတင်ထားလိုက်ကြတယ်အဲ့ဒီနေ့ကစတတောင်းစားလေးဟာပန်းတွေလိုက်ခူးပါတော့တယ်ပြီးတော့သူ့ကိုပိုက်ဆံပေးတဲ့သူကိုသူပန်းပြန်ပေးတယ်လူတွေကလည်းသူ့ကိုပို့ပြီးတော့ပိုက်ဆံတွေစွန့်ကြဲလာကြတာသူတတိထားမိတယ်ဒါပေမဲ့သူပန်းတွေမပေးတော့တဲ့အခါလူတွေသူ့ကိုပိုက်ဆံတိတ်မပေးကြတော့ပြန်ဘူးတရက်မှာယထာပေါ်မှာတောင်းရမ်းနေတော့သူ့ကိုအကြံပေးခဲ့တဲ့အရက်ရှိတဲ့လူကြီးနဲ့ပြန်ဆုံတွေ့ကြတယ်ဒီအခါမှာတတောင်းစားလေးဟာသူ့စီကိုခတ်တွက်လေးချင်းကပ်သွားပြီးဒီကနေ့တော့ခမည်းကိုတခုခုပေးဖို့ကျွန်တော်မှရှိနေပြီဗျအခုကျွန်တော်ကိုပိုက်ဆံပေးပါခမည်းကိုကျွန်တော်ပန်းအချုပ်ပေးမယ်လို့သူပြောလိုက်တယ်ထိုလူကြီးကပြုံးပြီးတော့သူ့ကိုပိုက်ဆံအချုပ်ပေးပြီးသူ့ရဲ့ပန်းကိုလက်ခံလိုက်တယ်သူကတိတ်မိုက်တာပဲအခုမင်းကငါလိုပဲစီးပွားရေးသမားဖြစ်သွားပြီလို့ဆိုရင်ပန်းကိုယူပြီးသူထပ်သွားခဲ့တယ်ဒီအခါမှာတရောင်းစားလေးဟာအဲ့ဒီလူကြီးရဲ့စကားကိုပြန်ပြီးစမြုပ်ပြန်မိနေပါလေဘဝကိုပြောင်းလဲဖို့တော့ချက်ကဟာကိုလက်ထဲမှာပဲရှိပါလားဆိုတာသူသဘောပေါက်သွားတယ်ယထာပေါ်ကနေသူဆင်းလိုက်တယ်ဘ
ပြီးတော့ကောင်းကင်ကိုမော့ချရင်ငါကတရောင်းစားတယောက်မဟုတ်တော့ဘူးငါကတရောင်းစားတယောက်မဟုတ်တော့ဘူးငါဟာစီးပွားရေးသမားဖြစ်ပြီးငါချမ်းသာနိုင်တယ်ငါချမ်းသာနိုင်တယ်ဆိုပြီးအားရပါရအော်ချလိုက်ပါတော့တယ်အနာကလူတွေကဒီလူကြောင်များကြောင်တွားပြီလားဆိုပြီးတွေးနေကြပါတယ်ဒါပေမဲ့တတောင်စားလေးဟာခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချပြီးသားမို့ဘယ်သူမှဂယုစိုက်မနေတော့ပါဘူး6လကြာပြီးတဲ့နောက်မှာအဲ့ဒီယထာဘူတာမှာပဲဥကောင်းစားလာနဲ့စမတ်ကြလူနှစ်ယောက်လမ်းလျှောက်နေပါတယ်အဲ့ဒီမှာပထမလူကဒုတိယလူကိုမှတ်မိနေတော့လက်ဆွဲနှုတ်ဆက်ရင်ခမားချုပ်ကိုမှတ်မိလားမေးတဲ့အခါဒုတိယတစ်ယောက်ကမမှတ်မိဘူးနော်တို့အရင်ကမတွေ့ဘူးတေးဘူးထင်တယ်နော်လို့ပြန်ဖြေတယ်ပထမတစ်ယောက်ကပြုံးပြီးငါတို့တွေတွေ့ဆုံဖူးကြပါတယ်တစ်ကြိမ်တော့မကဘူးနှစ်ကြိမ်တော့ဆုံဖူးကြပါတယ်ခမားစကားပြောခဲ့တဲ့တတောင်းစားတစ်ယောက်ကိုမှတ်မိသေးလားလို့မေးလိုက်တယ်အဲ့ဒီအခါဒုတိယတစ်ယောက်ကအံ့ဩစွာနဲ့အော်တိတ်မှတ်မိတာပေါ့ခမားမဟုတ်လားပထမတစ်ခေါက်တုန်းကငါမင်းကိုပိုက်ဆံပေးဖို့ညှင်းဆန်ခဲ့တယ်လေဒုတိယတစ်ခေါက်မှာငါမင်းစီကနေပန်းတွေဝယ်ခဲ့တာလေဒါပေမဲ့ဒီနေ့တော့မင်းကရှယ်ကိုတားနာနေပါလားမင်းအခုဘာတွေလုပ်နေလဲလို့မေးလိုက်တယ်ပထမလူကဟုတ်ပါတယ်ကျုပ်ကအဲ့ဒီတတောင်းစားပါဒါပေမဲ့ဒီနေ့မှာတော့အောင်မြင်တဲ့ပန်းရောင်းသူတူဖြစ်နေပြီငါအခုငါအလုပ်ကိစ္စနဲ့အခြားမြို့ကိုတွားမလို့ပါလို့ပြန်ဖြေတယ်ပြီးတော့သူကဆက်ပြီးမင်းငါကိုဘဝရဲ့အရေးကြီးဆုံးသောနေရာမှာတစ်ခုကိုတင်ပေးခဲ့တယ်ငါတို့ဟာတစ်ခုခုပေးမှပဲတစ်ခုခုပြန်ရတယ်ဆိုတဲ့အတွေးဟာကျွန်တော်ဘဝကိုလုံးဝပြောင်းလဲစေခဲ့တယ်ငါဟာတရောင်းစားမဟုတ်ဘူးငါဟာပန်းရောင်းသူတူဖြစ်တယ်ဆိုတာကိုငါသဘောပေါက်သွားတယ်ဒါပေမဲ့အဲ့ဒီတုန်းကငါအဲ့ဒီလိုမတွေးမိခဲ့ဘူးလူတွေဟာငါ့ကိုပိုက်ဆံပေးနေတာမဟုတ်ဘူးသူတို့ဟာငါရဲ့ပန်းအတွက်အခကြီးငွေပေးကြတာပါငါအဲ့ဒီကရတဲ့ပိုက်ဆံတွေပန်းတွေထက်ဝယ်ပြီးတော့ငါဟာအခုဆိုရင်ပန်းကုန်တယ်ကြီးဖြစ်လာပါပြီအခုဆိုရင်ပန်းဆိုင်အကြီးကြီးတစ်ဆိုင်ရှိနေပါပြီငါ့ကိုဒီလိုအသွေးကလေးထည့်ပေးလိုက်လို့အရန်ကျေးဇူးတင်ပါတယ်ကွာဆိုပြီးပြောလိုက်ပါတယ်သူတို့နှစ်ဦးဟာပြုံးပြီးခရီးရှစ်ဆက်ခဲ့ကြတယ်ဒီပုံပီလေးကနေကျွန်တော်တို့ကိုအချက်နှစ်ချက်ကိုတင်ပေးပါတယ်ပထမတစ်ချက်ကကျွန်တော်တို့ရဲ့တမယိုးကြအသွေးကိုပြောင်းလဲပြဖို့လိုတယ်ဆိုတဲ့ဟာကိုပြောပြနေတာဖြစ်တယ်ကျွန်တော်တို့ဟာမတတ်နိုင်ဘူးဒီနေရာဒီရောက်ကွန်းဟာငါနဲ့မဆိုင်ဘူးလူချမ်းသာတွေနဲ့ပဲဆိုင်တယ်မွေးကလေးကချမ်းသာသူနဲ့ပဲဆိုင်တယ်ငါမှဘာမှမရှိဘူးဆိုတဲ့တောင်းစားသူရဲ့အသွေးတွေကနေလွတ်မြောက်ဖို့ကျွန်တော်တို့တခုခုလုပ်နိုင်တယ်ဆိုတဲ့အသွေးကိုပေးနေတာဖြစ်တယ်နောက်တစ်ခုကဘာမဆိုအမြဲတမ်းအပေးနဲ့အယူဆိုတာရှိတယ်ဆိုတဲ့ဟာကိုတတိယစေပါတယ်အပေးမရှိဘဲနဲ့အယူဆိုတာမရှိနိုင်ဘူးလောကမှာဘာမှအလကားရတာမရှိဘူးသူ့တန်ဖိုးနဲ့သူရှိတယ်ကိုလိုချင်တဲ့အရာကြီးမားလေလေကိုပေးရတဲ့တန်ဖိုးဟာကြီးလေလေဖြစ်တယ်ကိုရဲ့ပေးဆက်ရမှုဟာလည်းပဲကြီးမားလေလေဖြစ်ပါတယ်ဒီနေရာမှာဟာကိုရဲ့စီးပွားရေးနယ်ပယ်မှာပဲမကပဲနေရာတိုင်းမှာမှန်ကန်တဲ့နေရာမှာမှန်ကန်တဲ့အမှန်တရားတစ်ခုဖြစ်တယ်ဒါကြောင့်တင်းရဲ့အသွေးကိုပြောင်းလိုက်ပါအပေးနဲ့အယူနေရာမှာကိုမမေ့ပါနဲ့တင်းရဲ့ဘဝပြောင်းလဲသွားတာတင်ကိုယ်တိုင်တွေ့ကြုံရမှာပါ